ရင်ရှင်မဗုဒ္ဓကွာတာစာဝဲကြလာများတယ်နော်ဒီတစ်ချက်စာတွေကိုယ့်ကိုရှာရတာသိလားဟိုဒီလိုမျိုးပရိသမီနာထက်ကတာကျတော့ကိုယ့်ကိုရှာနေရတယ်ပရိသမီနာမဲ့ဗာလိတော်အဖွင့်နော်တတ္တမပကသနီထက်ကတာနောက်တစ်ပါးထက်ကတာနောက်တစ်ပါးအရှင်ဥပဒေနရဲ့ထက်ကတာသူ့နာမည်ကကြာသူရေးတဲ့ထက်ကတာကြတော့တတ္တမပိဇောတိကထက်ကတာတဲ့တတ္တမပိဇောတိကခုနကကျတော့တတ္တမပကသနီဟိုတတ္တမဆိုတဲ့စကားလုံးကိုပဲနောက်ကခေါင်းစဉ်နောက်ကပြောင်းလိုက်တာနော်တတ္တမဒီပရိမရှိသေးတယ်တို့ကပကသနီပိဇောတိကတဲ့ဝိလာတိနေမရှိသေးဘူးထင်တယ်တတ္တမဝိလာတိနေမရှိသေးဘူးနော်ပိဇောတိကတတ္တမပိဇောတိကထက်ကတာသူကဘာကျမ်းလဲဆိုတော့သုလနိရိတနဲ့မဟာနိရိတအဖွဲ့သုလနိရိတနဲ့မဟာနိရိတအဖွဲ့နိရိတအဖွဲ့ပေါ့နော်နှစ်ကျမ်းရှိတယ်သူကနောက်တကျမ်းကြံသေးတယ်ဟောအရှင်ဥပဒေနာပြီးသွားပြီအရှင်ဥပဒေနာတကျမ်းပဲရေးတယ်လေတတ္တမပိဇောတိကထက်ကတာနော်တကျမ်းပြီးသွားပြီအရှင်ဥပဒေနာတကျမ်းပြီးနောက်အမည်မသိတဲ့တပားကြံသေးတယ်သူကနာမည်မပါဘူးဒီလိုပဲသူကဘာဖွင့်လဲဆိုတော့ဟောလေအပဒံပါဠိတော်ဖွင့်လေအပဒံပါဠိတော်ဖွင့်ရကြတော့ဝိတုဒ္ဒဇနဝိလာတိနိထက်ကတာလို့ရေးလိုက်နော်ဝိတုဒ္ဒဇနဝိလာတိနိထက်ကတာဝိတုဒ္ဒဇနဝိလာတိနိထက်ကတာဇနဝိတုဒ္ဒတန်ရှင်းသောဇနလူတန့်တွေကိုဖွင့်တာဟုတ်လားလို့လူတန့်တွေကိုဖွင့်တယ်ဆိုတာယဟန္တာတွေပေါ့လူတန့်ကိုရေးခြင်းဝိတုဒ္ဒဇနလူတန့်ဝိတုဒ္ဒဇနဝိလာတိနိထက်ကတာအဲ့ဒါဘာဖွင့်တာလဲအပဒံပါဠိတော်ဖွင့်ရေးသူမသိလို့ရေးလိုက်ရတာစာရေးစရာမသိဘူးရေးတယ်သူကဘာကြီးလဲဝိတုဒ္ဒဇနဝိလာတိနိထက်ကတာအပဒံပါဠိတော်အဖွင့်အဲ့တော့နောက်မြန်မာဒါတို့ပြီးသွားပြီဗျာဟိုဒါပုံမှန်ထက်ကရာစင်းပေါ့နော်မြန်မာပြည်ပြည့်ထက်ကရာတွေရှိသေးတယ်မလားနေုံလေဝိနည်းသင်္ကနေုံလေအဲ့ဒါကသူကလက်တန်းချမ်းအနေနဲ့လာမယ်အဲ့ဒါကတသက်အခုကမွေရင်းထက်ကရာပြီးသွားပြီလေတို့မွေရင်းထက်ကရာတွေထဲမှာမရေးဘဲနဲ့ကြံခဲ့တဲ့ထက်ကရာကြံသေးတယ်လေမိဒိန်နာကြံတယ်ပေတကောပရိသကြံတယ်ထေရီအပါဒံကြံတယ်ဟုတ်တယ်မလားထေရပါဒံပါသွားပြီမလားခုနကအပဒံလေပါသွားပြီလေထေရီပါသေးဘူးထေရီကဂါထာပဲပါသေးတာထေရီကနှစ်ခုရှိတယ်လေထေရီဂါထာရှိတယ်ထေရီအပဒါနရှိတယ်လေအဲ့တော့ဘုဒ္ဓရာရှိမှထင်တယ်ကြားဘူးကြမှထင်တယ်ပြောတော့မကြပါဘူးဘယ်သူရေးတယ်ကိုယ်နိုင်ငံရေးတဲ့ထဲမှာပြောကြပါဦးဘယ်ကျန်းလုံးနဲ့ကိုယ်နိုင်ငံရေးတဲ့ဟာလို့ပြောရင်ရပြီကိုယ်နိုင်ငံရေးတဲ့ထက်ကလားဘမောဆရာတော်ရေးတယ်ဟုတ်ပြီနောက်ဘယ်သူရေးလဲမလားမင်းကုန်းစီတော်ဆရာတော်ဗာရေးလဲပေတကောပရိသမိလိန်တာပညာမြန်မာနိုင်ငံကထက်ကလား၃ခုပေါ့ကဲရေးလိုက်ပါဦးမြန်မာပြည်ထက်ကလားရေးလိုက်ပါဦးဒါလည်းမှန်မှာဟုတ်တယ်မလားတို့မှမတမ်းမတင်ဘယ်လိုတင်မှာတော့ဟုတ်တယ်တောက်သွားမှာပေါ့ကျန်းသားတွေမတမ်းတင်ရမယ်မြန်မာပြည်ထက်ကလားဒီလည်းမတမ်းတင်အောင်ဟဲ့မိလိန်တာနဲ့ပေတကောပရိသထက်ကရာဟုတ်ပြီနော်မိလိန်နာပညာထက်ကရာပေတကောပရိသထက်ကရာကျမ်းအဲ့ဒါဘသူကြီးမူလမင်းကုန်းစေတုံးဆရာတော်ပေတကောပရိသမိလိန်တာပညာထက်ကရာပေတကောပရိသထက်ကရာအဲ့ဒါမူလမင်းကုန်းစေတုံးဆရာတော်လို့မှတ်လိုက်တထုံနော်တထုံမူလမင်းကုန်းစေတုံးဆရာတော်
ထော်မူလမင်းကုန်းစီတုံဆရာတော်တဲ့နှစ်ကျန်းရေးခဲ့တယ်နော်တက္ကရာဒါပေမဲ့အဲ့ဒါကိုယနေ့တန်ခါတော်တာတင်ထဲမှာမပါဘူးနော်ဘာလို့လဲဆိုတော့သူကတရားဝင်လည်းထုတ်ခွင့်မပေးထားဘူးလေသူကဘိက္ခုနီဆရာတော်ကြီးကဘိက္ခုနီယနေ့ခေတ်မှာရှိနိုင်တဲ့အကြောင်းကိုရေးထားတာဒီလက်မခံကြဘူးလေအဲဒါကြောင့်အဲ့တက္ကရာကောင်းပြီမဲ့လဲအဲ့ဒီဟာလေးပါနေတော့နော်ထုတ်ခွင့်မရဘူးပေါ့တရားဝင်ထုတ်ခွင့်မရဘူးရှိတော့ရှိတယ်နော်ဒီနေ့ပြန်ထုတ်ထားတာတော့ရှိပါတယ်တရားဝင်တော့ထုတ်ခွင့်မရဘူးပေါ့နောက်ဗမောဆရာတော်ရေးတဲ့ထက်ကရာထေရီအပဒါနာဒီပနီလို့ခေါ်တယ်နော်ဆရာတော်ကြီးအထက်ကရာလို့မသုံးထားဘူးဒီပနီလို့သုံးတယ်ထေရီအပဒါနာဒီပနီထေရီအပဒါနာဒီပနီဒါဗမောဆရာတော်ရေးတာထေရီအပဒါနာဒီပနီဒါဗမောဆရာတော်ရေးလို့မှတ်လိုက်ပြီးကြပြီလားဒါမူရင်းထက္ကရာကြီးတွေပေါ့နော်ကဲလက်သန်းထက္ကရာစရင်နဲ့လောက်ရအောင်လက်သန်းထက္ကရာဆိုတော့ခုနလိုဥတီလောကပြောလက်သန်းလေးတွေမဟုတ်ဘူးနော်လက်သန်းလေးတွေမလုံးနဲ့လက်သန်းထက္ကရာစရင်တဲ့လက်သန်းထက္ကရာစရင်ကသူကစရင်အရာကများပေမဲ့စာအုပ်အဖြစ်ထွက်လာတာကနည်းနည်းပဲရှိတယ်တလားသူကစရင်ရတော့ပိဋကတော်သမိုင်းဆိုတာရှိတယ်လေပိဋကတော်သမိုင်းစာအုပ်ထဲမှာလက်သန်းထက္ကရာစာအုပ်ကနော်ဒီဝီနီလက်သန်းထက္ကရာဆိုရင်အုပ်ရည်20စရင်နဲ့မှတ်ထားနော်ဝီနီလက်သန်းထက္ကရာအုပ်ရည်ဘယ်လောက်လဲ20ဝီနီတော်များသားပဲနော်ဝီနီလက်သန်းထက္ကရာကအုပ်ရည်20အဘိဓမ္မာလက်သန်းထက္ကရာကအုပ်ရည်17ချမ်းနဲ့အဲ့တော့ဝီက20အဘိဓမ္မာက17အားလုံးပေါင်း30တန်းရှိတယ်နော်လက်သန်းထက္ကရာ30တန်းရှိတယ်ဝီနီက20ရှိတယ်အဘိဓမ္မာ17တန်းရှိတယ်ဒါလက်သန်းထက္ကရာနော်ထက္ကရာကြီးမဟုတ်ဘူးနော်ထက္ကရာကြီးကတော့အပြည့်စုံရှိတယ်ခုနစရင်ရေးပြီးခဲ့ပြီအဲ့တော့လက်သန်းထက္ကရာခေါင်းစဉ်နဲ့ကြတော့ဝီနီလက်သန်းထက္ကရာက20နဲ့အဘိဓမ္မာလက်သန်းထက္ကရာ17အဲ့ထက်မှာစာအုပ်အဖြစ်ရိုက်နေတဲ့ဥစ္စာကဝီနီးက6ကျမ်းရှိပြီးအဘိဓမ္မာ9ကျမ်းရှိတယ်ဆိုတော့ကရဲ့ဟုတ်ပြီနော်ကဲစာအုပ်အဖြစ်တော့ရောက်တော့ကျမ်းများလို့လည်းခေါင်းစဉ်လိုက်အောင်နော်စာအုပ်အဖြစ်ကိုရောက်လာတဲ့ကျမ်းတွေစာအုပ်အဖြစ်တော့ရောက်တော့ကျမ်းများခုနဥတီလောကပြောတဲ့ဗာကျမ်းဝိနည်းသင်္ဃထက္ကရာ1နော်1ဝိနည်းသင်္ဃထက္ကရာဝိနည်းသင်္ဃထက္ကရာကောင်းတယ်နော်တပည့်တော်သဘောကျတယ်ဗျအဲ့ဝိနည်းသင်္ဃထက္ကရာတကယ်ဝိနည်းအနည်းချုပ်ကြီးတွေဝိနည်းသင်္ဃထက္ကရာဟုတ်တယ်နောက်နှစ်ဝိနည်းစေယခုနပါခဲ့ပြီနော်အရှင်ဗုဒ္ဓတက်တာရေးတာဝိနည်းစေယနောက်နံပါတ်3ကဥတ္တရဝိနည်းစေယဥတ္တရဝိနည်းစေယလေခုတ်တာသိခါတို့မနေ့ကမှပို့ချပြီးသွားတာနော်လေကခုတ်တာသိခါသူလည်းထက်ကရာလည်းပါတယ်နော်ခုတ်တာသိခါဆိုတာလက်သန်းထက်ကရာပဲတဲ့ဥဒ္ဒလောကလို့ပြောဆိုလက်သန်းတော့မဟုတ်တာလဝါလောက်ရှိတယ်သူကခုတ်တာသိခါစာဟုတ်လားမူလစာအုပ်ကတော့မရှိဘူးမူလစာအုပ်ကတော့အေးပေါ့မူလစာအုပ်ကတော့ပပလေးဟုတ်တယ်သူကအဖွင့်နေကြများသွားတာဂါထာဘလောက်900နော်ဂါထာ900ပပလေးပဲဘလို့អော်လိုက်တာတော့ဦးဇင်းအတန်ဘလို့អော်လိုက်တာတော့လေခုတ်တာသိခါ9ကမူလသိခါ3နဲ့တယ်6ပါတိမောက္ခပဒဋ္ဌအနုဝန္ဒနာအဲ့စာလည်းရှိတယ်ပါတိမောက္ခပဒဋ္ဌအနုဝန္ဒနာစာကြည့်ထဲမှာရှိပါတယ်ဒီစာအုပ်လေးစာကြည့်ထဲမှာအကုန်ထားပေးထားတယ်နော်ပါတိမောက္ခပဒဋ္ဌအနုဝန္ဒနာနောက်ကြမှာစာကြည့်ထဲဖွင့်တဲ့အခါမှာမြင်မှုတဲ့ရှောင်းတော့ကြည့်ကြအောင်ပေါ့ပြောသလိုစာအုပ်ရဲ့အဖုံးလေးတော့မြင်မှုသွားတာပေါ့စာအုပ်ကြည့်ဘူးလားကြည့်ဘူးပါတယ်ပေါ့ဟုတ်လားမြတ်မေးရင်ပြောလိုက်အောင်ပေါ့ဒီစာအုပ်ဖတ်ဘူးလားဖတ်ဘူးပါတယ်ခေါင်းစဉ်ပေါ့ပါတိမောက္ခပဒဋ္ဌအနုဝန္ဒနာအဲ့ဒါဝီနိလက်တန်မနော်လဲ6ကျမ်းတကယ်ရှိတာ20ရှိတာနော်
ဝင်းနီးလက်တန်းထက်ကရာက20ရှိတာမှာစာအုပ်အဖြစ်ရောက်လာတာက6ကျန်း